င်္ဂလာပါကလေးတွေဒီပတ်တင်ဆက်ပေးမှာကတော့ဇက်တော်ကြီး10ဝိထဲမှာပါဝင်တဲ့မဟာဇနကဇက်တော်ကြီးဖြစ်ပါတယ်နော်မဟာဇနကဇက်တော်ကြီးဆိုတာကတော့ဖရာအလောင်းမဟာဇနကမင်းသားရဲ့ဘဝအကြောင်းကိုဆိုလိုတာပဲဖြစ်တယ်မဟာဇနကဇက်တော်ကြီးရှေးခါခါမိတီလာပြည်ကိုစိုးစံတဲ့အရိဋ္ဌဇနကမင်းနဲ့ညီတော်အင်းရှိဇန်မင်းသားပေါလဇနကတို့ကတပားနဲ့တပားအထင်မြင်လွဲမှကြပြီးစစ်ထိုးကြလေတယ်။အဲ့ဒီစစ်ပွဲကြီးမှာနောင်တော်ဘုရင်ကြီးကြောက်ဆုံးသွားတဲ့ခါမှာတော့ကိုဝင်ရင်မှရှိတဲ့မိဖုရားကြီးဟာသူစင်းရဲမှကြောင်ဆောင်ပြီးထွက်ပြေးရလေတော့တယ်။အဲ့လိုထွက်ပြေးသွားလိုက်တာမိဖုရားကြီးဟာကာလဆမနဂိုပြည်ကိုရောက်ရှိသွားလေတယ်။မြို့ပြင်စရဲတစ်ခုမှာနားနေတဲ့ခိုင်မှာတော့ဒီတာပါမောက်ခဆရာကြီးနဲ့ဆုံတွေ့ပြီးအကျိုးအကြောင်းကိုပြောပြတဲ့ခါမှာတော့ဒီကကိုလေးလက်ဝင်းကြီးနဲ့တယောက်တည်းဘယ်ခီးဆက်ရမှာလဲဟောဒါဖြင့်အိမ်မှာပဲအမတ်တမိနေပါအောင်လားအဲ့ဒီလိုနဲ့ဒီတာပါမောက်ခဆရာကြီးနောက်ကိုမိဖုရားကြီးကလိုက်ပါသွားလေတယ်ပါမောက်ခကြီးကတနာကျင်နာစိတ်ဝင်ပြီးအိမ်မှာနေဖို့လက်ခံထားလိုက်လေတော့တယ်မကြမီမှာပဲမိဖုရားကြီးမှာသားတော်တစ်ပါးဖွားမြင်နေတယ်မဟာဇနကလို့နာမည်ခေါ်တွင်စေတယ်သားတော်လေးကန့်ခေရှာတယ်အင်းရှိဖုံးရှိကန်တော့ရှိမှာပါလေမဟာဇနကမင်းသားလေးအရွယ်ရောက်တဲ့ခါမှာတော့ကျောင်းနေစဉ်အခြားကျောင်းသားတို့ကမင်းသားလေးကိုမုတ်ဆိုးမသားလို့မကြာခဏလှောင်မြောင်ကြလေတယ်မုတ်ဆိုးမသားကြီးစိမ့်ပြီးလိုက်လီအဲ့ဒါကြောင့်မဟာဇနကမင်းသားလေးဟာမခံမြတ်နိုင်ဖြစ်ပြီးမေတော်မိဖုရားကြီးကိုမိမျက်တဲ့အခါမှာတော့ငွေရွယ်သူဖြစ်နေတဲ့အတွက်ပထမမှာလှက်ပက်ပြီးပြောဆိုထားရလေတယ်မီးသားကိုသူများတွေကဘာလို့မုတ်ဆိုးမသားလို့ခေါ်ကြတာလဲအလေကားပါသားရေပြောလို့စကြတာနဲ့တူပါရဲ့ကွယ်အချိန်တန်ရွယ်ရောက်တဲ့ခါမှာတော့ဖြစ်ချောင်းကုံစင်းကိုဖွင့်ရပြောပြလိုက်လေတယ်သားရီဒီတာပါမောက်ကဆရာကြီးကပြောတယ်သားဟာအရွယ်လေးရောက်ပြီးသူသင်ပေးတဲ့ပညာတွေလဲစုံပြီးတဲ့သားရဲ့ကန်စာတာဟာလဲတက်တဲ့ချင်းကိုရောက်နေပြီဒါကြောင့်အခုပြောပြတာကိုသားတည်တည်ချာချာနားထောင်နော်အဲ့ဒီနောက်မိဖုရားကြီးဟာမိထီလာပြည်ကိုစိုးစံတယ်ဘုရင်ကြီးရဲ့မိဖုရားခေါင်ကြီးဖြစ်ကြောင်းသားဟာလည်းဘုရင်ကြီးရဲ့ရင်သွေးဖြစ်ကြောင်းကိုအစားအဆုံးပြောပြလိုက်လေတယ်အဲ့ဒီနေမှာစတင်ပြီးမဟာဇနကမင်းသားလေးကမိမိရဲ့ဘဝမှန်ကိုသိရှိပြီးထီးစိတ်နန်းစိတ်ဇာတိမှန်နေပေါ်လာပါတော့တယ်။ဦးကြီးတော်ပေါ်လာဇနကဟာမတရားတက်တက်ခမီးတော်ထီးနှံကိုတိမ့်ပိုက်ထားခဲ့တာပဲ။ငါဒီထီးနှံကိုပြန်မြူနိုင်ရင်မေတော်ပေါ်ငါဝတ္တရားမကြည်ပြင်းမှကြမယ်။အခုတကားစပြီးအစီအစဉ်ဆွဲပြီးတဖြည်းဖြည်းပြိုးထောင်မှဖြစ်မယ်။တနေ့စစ်ခင်းရမယ်ထီးမွေနှမ်းမွေငါပြန်ရအောင်လုပ်ရမယ်။ဒီလိုနဲ့တည့်ရရောက်လာတဲ့ခါမှာတော့မေတော်ဖျားပါလာတော်မူတဲ့ရတနာပစ္စည်းတစ်ဝက်ကိုတားတော်အားချိမိပြီးတော်မူပါတင်မောက်ကုံတယ်များနဲ့လိုက်သွားပြီးပစ္စည်းများတိုးဝစီပြီးတဲ့နောက်မိထီလာပြည်ကိုပြန်လဲသိမ့်ပတ်ရန်အတန်စီပြုလုပ်ခွင့်ပြုတော်မူပါဗျာဦးသားတော်ပစ္စည်းတစ်ဝက်မကလည်းရနိုင်ပါတယ်သားတော်ကြံနိုင်အောင်လို့စောင်းတိုင်းမြောက်စီဖို့အတွက်ပန်းတပြေညောင်ရီလောင်းပြီးဆုတောင်းပါတယ်ဒီလိုနဲ့ပင်လယ်ခီးကိုမင်းသားလေးဟာကုံတယ်ရီနဲ့အတူလိုက်ပါသွားလေတယ်မင်းသားလေးလိုက်ပါသွားတဲ့သင်္ဘောဟာပင်လယ်သမုဒ္ဒရာလေးရောက်ရောလှိုင်းလုံးတွေကရိုက်ခတ်တာကြောင့်အကွဲပြီးရေတွေဝင်ကတဖြည်းဖြည်းမြင့်မြုပ်လာပါလေရောအဲ့ဒီချိန်မှာတခြားသောကုံတယ်ရီဟာကြောက်အားလန့်အားနဲ့ရေထဲကိုခုန်ချကြလေတယ်တတိကြီးတဲ့မဟာဇနကမင်းသားကတော့စီထားပြီးအာရင်ပြည့်စီမဲ့ထောပတ်တွေကိုစားတယ်အင်ချီပစိုးတွေကိုလည်းရေလုံးစေဖို့အတွက်ထောပတ်တင်နဲ့လူလိုက်လေတယ်အဲ့ဒီနောက်ဖျားတရားတန်ကမိဘဆရာတွေကိုရည်စူးပြီးကြော့လိုက်တယ်ပြီးတော့တီလာဆောက်တည်လိုက်တယ်အဲ့လိုပြုလုပ်ပြီးတဲ့အခါမှာတော့မင်းသားလေးဟာတင်မော့ရဲ့ရွက်တိုင်ထိပ်ဖြားစီသို့တက်သွားလေတယ်ရွက်တိုင်ထိပ်ဖြားကိုရောက်တဲ့အခါမှာတော့ငမန်းနေငရန်နေနဲ့လူရဘက်ကိုရှိသမျှအားယူလျက်ခုန်ချလိုက်လေတော့တယ်မင်းသားလေးဟာဇွဲလုံးလာဝရိယကြီးစွာနဲ့
နေရောညပါမနီမနာကုခတ်နေတယ်။အဲ့ဒီအချိန်မှာရေထဲမှာမျောလာတဲ့အစားအစာတွေတွေ့ရင်လေရေလွှဲညစာဖြစ်နေကတီလာပြက်မခံပဲစိတ်တင်းကမစားပဲနေလေတယ်။ဒီလိုနဲ့မဟာစနကမင်းသားဟာဇွဲလုံးလာကြီးစွာနဲ့ကုခတ်ရင်9ရက်မြောက်တဲ့နေ့မှာတော့ထူးထူးခြားခြားစကားပြောတန်ကိုကြားလိုက်လို့သူမောကြည့်လိုက်တယ်။အိုးလူလင်ပြူကမ်းမမြင်လဲမမြင်ဤပင်ချေပင်လေထဲမှာတင်မီမြပင်တပင်တပန်းကုကတ်နေတော့လဲဘဲကျိုးရမည်နီဘဲခီးရမည်နီ။အိုးအတင်နဲ့သမီးယောက်ျားတို့ဤလုံလာကတေကားမှရှော့ရမည်မဟုတ်ပါလော။အခုလူစူးစားလို့သာထိုးထိုးသောငါးစုတို့ဘီကလူကင်းကအခုတင်ကဲ့သို့သောနတ်သမီးကိုပင်မြင်ရမည်မဟုတ်ပါလော။ကျွန်ုပ်သည်တီလာပင်မပြတ်သေးအနန္တောအနန္တ၅ပါးဂုံကျေးဇူးကြောင့်ယခု9ရက်မြောက်သောနေ့ပင်ဝရိယအကျိုးခံစားလျက်အသက်ရှင်နေရသည်မဟုတ်ပါလောအလူဤလူလင်ကဇွဲလုံးလောက်ရကြီးပါလာတဲ့သူတော်ကောင်းတူပါလားအတင်းကျွန်ုပ်ဒီကသမုတ်တရားပင်လေရေပင်ကျဲတဲ့ဒုက္ခကြုံနေတဲ့သူတော်ကောင်းများကိုကုညီဖို့တာဝန်ရှိတဲ့မဏိမိခလာနတ်သမီးပင်ဖြစ်ပြီးတော့တယ်။အိုးအတင်းနတ်သမီးတင်ဆွမ်းဆောင်နိုင်အားရှိလျင်ကျွန်ုပ်အားမိထီလာပြည်သို့ပို့ပါလောမဏိမိခလာနတ်သမီးကမင်းသားကိုပွေချီပြီးတည်ဆောင်သွားတဲ့အခါမဟာဇနကမင်းသားဟာပင်မနှွမ်းလျလာတာကြောင့်အိပ်ပျော်သွားလေတယ်အဲ့ဒီနောက်နတ်သမီးဟာမိထီလာပြီးဥယျာဉ်တွင်ရဲ့ကြောက်ဖြာထက်မှာဇနကမင်းသားကိုတိတ်ထားခဲ့ပြီးအဝိချုံထားခဲ့လေတယ်ထိုနေ့ဟာမိထီလာပြည်နန်းတွင်မှာပေါလာဇနကမင်းကြီးကနတ်ရွာဆန်ပြီး9ရက်မြောက်သောနေ့ဖြစ်တယ်ထီးမွေနန်းမွေစက္ကန့်ဖို့တားတော်မရှိတာကြောင့်ဖုတ်တရထားလွှတ်ရန်စီစဉ်နေကြတယ်။နေရွာဆံမရင်ကြီးမှာသမီးတော်တစ်ပါးသာရှိသဖြင့်ထိုက်တန်သောအမွေစက္ကန့်သူလူနေပါ၍နန်းစင်နန်းဆက်ကပြုလုပ်သောထုံတန်းစင်လာအတိုင်းမင်းမြောက်တစား၅ပါးကိုတင်လျက်အတိတ်ထံပြုကဤဖုတ်တရထားကိုမင်းလောင်ရှာရန်အချိန်တန်ပြီ။ဒါကြောင့်တာဝန်ကျတဲ့မိမှုရန်အားလုံးတို့သည်နေရာယူရန်ပြင်ဆင်ကြလော့။တိုင်းသူပြည်သားအပေါင်းတို့ကလည်းစုမုံကောင်းတောင်းလျက်နေကြကုန်လောဖုတ်တရထားကြီးဟာရွှေနန်းတော်ကိုလက်ရရည်သုံးဘက်ပတ်ပြီးမြို့ရင်းကိုလှက်ပတ်ပြီးတော့မမျော်လင်းပဲမြို့တကားမှာမြို့ပြင်သို့ထွက်သွားတဲ့အတွက်တာဝန်ကျတဲ့မူးမဲ့ချွေရန်တွေဟာရင်တမမနဲ့ရထားနောက်ကနေပြေးလိုက်ကြရလေတော့တယ်အဲ့ဒီလိုနဲ့ဖုတ်တရထားကြီးဟာဥယျာဉ်တော်ထဲမှာရှိတဲ့မဟာဇနကမင်းသားအိပ်ပျော်နေတဲ့ကြောက်ဖြာသူဆက်ရောက်လာလေတော့တယ်တာဝန်ရှိတဲ့သူတွေဟာဒီကြောက်ဖြာပေါ်မှာအိတ်နေသူဟာမင်းလောက်ဟုတ်မဟုတ်စမ်းသက်လို့တယ်။ဒါကြောင့်ဒုတိယပညာရှင်တွေကတပြိုင်နက်တည်းတိမှုကြလေတယ်။ဒုတိယတန်လေးတန်မြိုင်ထွက်ပေါ်လာတဲ့ခါမှာတော့မင်းသားလေးဟာနိုးလာခဲ့တယ်။အဒီလိုနိုးလာပေမဲ့လည်းမင်းသွေးဖြစ်တာကြောင့်တုံ့လုံချင်းမရှိပဲမျက်စိကိုဖွင့်ကြည့်တော့ပြိသက်ကြီးကိုမြင်တဲ့အခါမှာစိတ်အေးလက်အေးပဲနန်းဆောင်တစ်ဖက်သို့သာပြောင်းအိမ်နေလိုက်တယ်။ပရောဟိတ်ပုံသားတွေကအဝတ်လက်နေတဲ့ခြေဘဝကိုကြည့်ပြီးခြေကနာဖတ်ကြလေတယ်။ဤပုဂ္ဂိုလ်သည်ဖုံးလျုံဉာဏ်ပညာနှင့်ပြည့်စုံလေမင်းယောက်ျားဧကန်ဖြစ်ရမည်။အဲ့ဒါကြောင့်မင်းမြောက်တစား၅ပါးစက်ကက်ဝစ်စီပြီးတော့မင်းခမ်းမင်းသားနဲ့ရွှေပြီးတော့သူခေါ်ဆောင်သွားကြလေတယ်။အချိန်ကြာလာတော့လဲမင်းလောင်းလွယ်လွယ်နဲ့ပဲဖြစ်တာပါပဲလား။အဲ့ဒီနောက်မူမက်ဒီဟာဝိတရားရှိတဲ့အတိုင်းပေါလာဇနကမင်းကြီးရဲ့သမီးတော်ထံကိုအကြောင်းစုံကိုရှောက်တင်ကြလေတယ်။မင်းလောင်းဆက်ရောက်လာပြီဖြစ်ကြောင်းပါသခင်မလေးဖေ။ကောင်းပါပြီအထင်းတော်ကြီးမင်းလောင်းစုသူကိုအခက်ခက်တော်မူလို့၍ထိုသူဟာအဆောင်တော်သို့လာတွေ့ရင်အကြောင်းကြလော။အမိန့်တော်မြတ်တိုင်းပါဖေ။အထင်းတော်ကြီးဟာအချိန်ချင်းသွားရောက်ပြီးမဟာဇနကမင်းသားကိုရှောက်တင်ပေးမယ်လေမင်းသားကမကြားဟန်ဆောင်ပြီးတော့မူးမက်များနဲ့သာစကားပြောမြစ်တာပြောနေလိုက်တယ်။သခင်မလေးကအဆောင်တော်သူကြော်လိုက်ရင်အမိန့်ရှိကြောင်းပါဖေ။ဘလူမင်းလောင်ပါလေနားများလေးနေရောသလား။အထင်းတော်ကြီးပြန်သွားပြီးအတန်ကြာတဲ့အခါမှာတော့မဟာဇနကမင်းသားဟာမိမိလိုတိုင်းရွှေနန်းတော်ဆောင်များသူရှောက်ကြည်လေဟန်ဖြစ်သွားပြီးသမီးတော်စနာဒေဝီဆောင်သားသူရောက်တဲ့အခါမှာတော့စနာဒေဝီကမင်းလောင်ကိုမြင်သွားပါလေတယ်။အလူတမထွားချိုင်းခန့်ညားတီကြည့်ပြီးကြက်တီရှိလာတဲ့မင်းလောင်ပဲဖုတ်တရထားပင်ဆက်ရသူဆိုတော့ငါကပင်ဥညွတ်တင်ပါသလား။
အဲ့ဒီနောက်မှာတော့မဟာဇနကမင်းသားကသူ့ကိုလာရောက်ဥညွတ်တဲ့စန်နီဒေဝီအားရွှေလက်တော်တွဲပြီးရွှေပလင်တော်ထက်မှထိုင်နေတော်မူစဉ်မူကြီးမယားများကအခါဆောင်ဝင်လာပြီးတနော်ဦးတင်ကြလေတယ် မှန်လားပါဗျာနေရွာဆန်ဘရင်ကြီးရဲ့အမိန့်တော်အရမင်းဖြစ်ထိုက်သောသူတွေ့လျင်ဘိသိက်မတော်ခင်သမီးတော်စန္ဒာဒေဝီကိုအတိပေးလျက်ပြဿနာသုံးရက်ကိုပြေဆိုရင်တင်ရပါမည်ဟုပါရှိသဖြင့်ယခုပင်တင်ခွင့်ပြုပါရန်တောင်းပန်ပါသည်ဗျာ တောင်းပါပြီအမြန်တင်လော ရွှေပလင်ထက်ဝဲထိုင်နေကြစဉ်မူးမတ်တီကပထမပြဿနာကိုတင်ပြကြတယ် ဖုံးရှင်ကန်ရှင်မင်းလောင်းတော်ဗျာယခုစံပေတော်မူနေသောရွှေပလင်၏ခေါင်းရင်းကိုရွေးပြတော်မူရန်မှာပထမပြဿနာဖြစ်ကြောင်းပါဗျာ ပလင်တော်ခေါင်းရင်းကတိဖို့ရံမလွယ်ကူဘူးလေးပဲလေးတန်းပုံတကန်တူတာကြောင့်လှုပ်ဝက်စွာမှတ်သားထားလိမ့်ရှိတယ်ဘရင်ရဲ့ဟာစီမဟာသွေးဖြစ်တဲ့သမီးတော်သားတော်များကသာအတိပေးထားတာကြောင့်ငါပြည့်ရဲ့သုံးမှာပဲနှမတော်ဤဦးတောင်ကိုခိတ္တယူထားလော သမီးတော်ကဥတောင်ချင်းကိုကင်ထားဖို့မတင်လျော်တဲ့အတွက်ပလင်ကောင်းရင်ဘက်မှာတင်လိုက်ရမှဇနကမင်းသားကပလင်ကောင်းရင်ကိုအလွယ်တကူသိရှိသွားလေတော့တယ်အဲ့ဒီနောက်နန်းတွင်ဒီတော်ကြီးကိုယူဆောင်လာပြီးလေးတင်ပြရင်လျှောက်ထားကြပြန်ရာအလွယ်တကူပဲတင်ပြလိုက်လေတော့တယ်တပံတတိယပြဿနာဖြစ်တဲ့ရွှေရိုးကြီးတွေကိုရှာပေးဖို့အတွက်ဇက်ကဝဲအညွှန်းစာနဲ့တကွတင်ပြကြပြန်တဲ့အခါမှာလေမဟာဇနကမင်းသားဟာ16ဌာနမှ30လုံးသောရွှေရိုးများကိုညှို့နိုင်လေတယ်။ဦးကြီးတော်ပေါ်လာဇနကမင်းကြီးရဲ့အလူတော်ကြားပြဿနာများကိုဖြေဆိုနိုင်တဲ့အတွက်သမီးတော်တိဝလိဒေဝီနဲ့ရွှေခေဆက်ပြီးနန်းတက်ပွဲသဘင်ကျင်းပကြလေတယ်။မင်းဖြစ်သူရောက်တဲ့အခါမှာတော့ကာလစံပါနှစ်ခုပြည်ကိုရောက်နေတဲ့မေတော်မီပြားကြီးနဲ့ဒီတာပေါမောက်ခဆရာကြီးတို့ကိုမိထီလာပြည်သူပင်ဆောင်ပြီးသူကောင်းပြူကတယူတည်ကိုကွယ်ထားလေတော့တယ်။မဟာဇနကမင်းနဲ့တိလဝိဒေဝီမီပြားတို့ဟာတားတော်လေးတစ်ပါးကိုရတဲ့အခါမှာတော့ဝမ်းမြောက်ဝမ်းသာရှိကုန်ကြပြီးမြဘကက်တင်ကဒီအာဟုမင်းသားလို့ခေါ်တွင်စေတယ်။ဒီလူနဲ့သားတော်လေးဒီအာဟုမင်းသားလေးဟာအတက်ပညာပြည့်စုံပြီးအသက်16နှစ်ရောက်တဲ့ခါမှာတော့သူ့ကိုအင်ရှင်မင်းအရာအနှင်းလီတော့တယ်ဒီလူနဲ့တနေ့မှာတော့မဟာဇနကမင်းကြီးဟာသားတော်လေးကိုခေါ်ပြီးဥယျာဉ်နှံကိုစံမြန်းရန်သွားတယ်အဝင်ဝမှာတော့အသီးတွေပြတ်သိပ်ပြီးတီးနေတဲ့တရက်ပင်ကိုတွေ့တဲ့အခါအားရတော်မူလာတယ်အဲဒါကြောင့်စင်ပေါ်ကနေပဲဆွယူပြီးစားတော်ခေါ်လိုက်လေတယ်။အိုးအရသာထူးတဲ့တည့်ရမျိုးပဲညနေပြန်မှဒီတည့်ရအကြောင်းကိုဥယျာဉ်မှုကြီးကိုမေးအောင်မှာပဲအဲ့ဒီနောက်မင်းကြီးနဲ့အရှင်မင်းသားစုခုပြီးဖြစ်တာကြောင့်နောက်မှပါလာတဲ့ချွေရင်သိမ့်မင်းတွေကခုခွင်းရှိပြီဟုဆိုကသူ့တငါပျော်ရွှင်စွာစုခုကြလေတော့တယ်ဒီလိုနဲ့တစ်ခက်တဲထဲမှာတနေ့ကုန်ဆက်မြန်းပြီးညနေပဲပြန်လာတဲ့ခါမှာတော့ဥယျာဉ်ဝမှာပြုတ်သိစွာတီးနေတဲ့တရက်ပင်မှာအခက်လက်တွေကျိုးပဲ့ပျက်စီးနေတာကိုတွေ့လိုက်ရလေတော့တယ်အလိုတရက်ပင်ဟာမနက်ကအသီးပွင့်နေတဲ့မြိုင်မြိုင်ဆိုင်ဆိုင်ဝဝေးဆဆရှိနေလေရဲ့ညနေဘက်ကျတော့အဘဲကြောင့်အသီးပလားအရွက်မရှိအကိုင်းများပင်ကြိုးကြလျက်ရှိသည်။ဥယျာဉ်မူကြီး အမှန်လားပါရှင်မင်းကြီးအရှင်မင်းကြီးနဲ့တားတော်တို့စုခုပြီးစားတော်ခေါ်ပြီးနောက်အချွေရန်သိမ့်မင်းနေရာလေအပင်မော်တက်ကစားကြည့်ရတဲ့ခါမှာတော့တရတရရသောထူခဲကြောင်းသိရှိသွားတာနဲ့မြသူရငါလောဘစောတိုက်ကလူယူစားတော့ကြကုန်တဲ့အတွက်အရွယ်ခက်တီကျွေးကြပြပြုံးပြီးတရပင်ကြီးမှာမူလာချက်တည်းပျက်စီးရကြောင်းပါဗျာထို့တဲ့နောက်ကြသောသူများကလည်းဤမြကြော်ကြနေတဲ့တရတီများကိုမြင်ဘူးယုံများမမြင်ဘူးလိုက်ရချေတကားလို့ဆိုပြီးဒေါသထွက်ကတရပင်ကိုရိုက်ချိုးပစ်ခဲ့ကြတဲ့အတွက်ဤကဲ့သို့ကျိုးပဲ့ပျက်စီးရသောဖြစ်မျိုးရောက်ရကြောင်းပါဗျာအလိုဟိုဘက်ကရှင်းပေါက်နေတဲ့တရက်ပင်ကတော့မနက်ကကဲ့သို့ပဲအကောင်းပဂရိရှိနေပါသေးလားမှန်လားပါဗျာသူပင်မှာတော့အလုံးဝအတီးတီးချင်းမရှိတာကြောင့်ဘယ်သူမှအထူးဂရုမပြုမိကြသဖြင့်ဘေးကင်းပြီးတင့်တယ်စွာပင်ဒီရှိလျက်ရှိနေကြောင်းပါဗျာအေးတန်ဝေကတရားရစရာပါပဲလားထိုချိန်ကနေစတင်ပြီးမင်းကြီးကတေဝီစွာလိုက်ပါသွားပြီးရွှေနန်းတော်သို့ရောက်တဲ့အခါမှာတော့အမိန်တော်ချမှတ်လိုက်လီတော့တယ်မင်းကြီးများငါတို့ဤမင်းစီစဉ်က
အသီးပြစွာသိနေတဲ့တရက်ပင်နဲ့တူလီစွာတကားရန်သူများနှင့်နေ့စဉ်ဆက်ဆံနေရသောဘဝမျိုးဖြစ်တော်သည်တကားရန်သူနှင့်ကင်းသောဖြစ်ကာယသိရန်ဘဝပင်သည်အသီးလုံးဝမသိသောတရက်ပင်နှင့်တူ၏ငါလည်းတတော်ကြည်လီပြီဒါကြောင့်အသက်အရွယ်နှုတ်ပြိုသေးတဲ့သားတော်ကိုရွှေနှန်းစီစဉ်အနည်းကယသိဝလဲ၍ငါတော်ထွက်အံ့ ထို့သောမိတော်မူပြီးမဟာစနကမင်းကြီးဟာမကြာမီမှာပဲနန်းစီစဉ်ကိုစွန့်ခွာပြီးတောထွက်တော်မူသွားပါလေတော့တယ်။ကဲစတော်ကြီးစေဝဲထဲမှာပါဝင်ဖြစ်တဲ့မဟာစနကစတော်ကြီးကျောင်းကတော့ဒီလောက်ပါပဲနော်။နားဆင်သူကလေးတို့တွေလည်းဉာဏ်ပညာနဲ့ပြည့်စုံပြီးထူးချွန်ထက်မြက်တဲ့ကလေးလေးတွေဖြစ်ကြပါစေကွယ်။